လာပါကျွန်တော်ဒီနေ့မှာဆိုရာခိုင်နေပြီဆိုရာရဲ့ဘာမှကြတော့ကျွန်တော်ဘယ်ဒီကနှစ်ချက်ထိုးလို့ထိုးလိုက်တော့ဘယ်ရွှေညာရွှေအနောက်ရွှေအရှိရွှေတွေလည်းလုံးရတယ်ပေါ့နော်ဒါမှမရလဲ physical damage တော့ကျင်းတယ်တူပါကြတော့ကျွန်တော်ကြီးခုံတော့တိုက်ဒါမဲ့တစ်ခုရှိတာကြောင့်ကျွန်တော်နေရန်နေကျွန်တော်တောင်းလို့ဆိုကြော်လို့မရဘူးဘေးနည်းနည်းတသေးလေးဆိုရင်ကြော်လို့ရတယ်ရှင်းမဟီးရိုခံနေကျွန်တော်ကြော်လို့မရဘူးပေါ့နော်ဟီးရိုလည်းဒါမဲ့ချီးတယ်ပေါ့ဒါကတော့ဆိုရအားသာချက်ပြီးတော့နောက်တစ်ခုကကြတော့ဆိုရ scale 2 scale 1ထိုးရတယ်ဒီမှာဒီလိုမျိုးတွေ့လားဒါမဲ့ရကိတ်ရှက်ပဲဆိုရနောက်တစ်ခုကကြတော့ဒီမှာတွေ့လားကျွန်တော်သွေးတစ်ချက်ပဲရှိတယ်အဲ့ဒါဆိုတာနာဖုန်းကြောင်းလို့ချမယ်ဆိုရင်သွေးရပြန်တက်တယ်ပေါ့နော်ဒါတော့ဆိုရရဲ့တာနာဖုန်းပေါ့နောက်ပြီးကျွန်တော်တာနာဖုန်းရဲ့1ကိုကြည့်ပြပြီတာနာဖုန်း1ကကြတော့ကျွန်တော်တို့ရိုးရိုး1ထပ်ပို့ပြီးတော့မိုက်သွားတယ်เนาะဒီမှာကျွန်တော်ပြရမယ်ကိုတာနာဖုန်းကြောင်းသူက4ချက်ထိုးတယ်ပေါ့နော်4ချက်ထိုးတဲ့အချိန်မှာရွှေ့လို့ရတယ်ဒီမှာအရှိရွှေ့လို့ဒမ်းမရတယ် physical damage လုံးဝထိနောက်ပြီးတော့တာနာဖုန်း2တာနာဖုန်းရဲ့2ကတော့ပို့ပြီးတော့မိုက်သွားပြီပေါ့နော်ကျွန်တော်ကျင်းတယ်လွှားတယ်ဆိုရင်ပူချမ်းတယ်မှာသူကနှစ်ခါသုံးလို့ရတွေ့လားဟီးရိုထိတယ်ခရီးကိုထိတယ်ဆိုရင်နှစ်ခါသုံးလို့ရအနေရနေလေဒီမှာကျွန်တော်ပြထားပေးစလို့ကြော်လို့ရတယ်လာတော့လုံးဝမိုက်တယ်ကြီးတယ်ဆိုရင်နောက်တစ်ခုကတော့တန်တာဖုန်းADကဒမ်းပြီးတော့ကိတ်တယ်ပေါ့နော်ဒီမှာသွေးတွေကိုင်းချသွားတယ်လုံးဝ share ပဲတော့ဒီတစ်ခုကတော့12ဖုန်းရဲ့1ပေါ့နော်12ဖုန်းရဲ့ကြောင်းလိုက်လို့လေလေးပုံမှာအကုန်လုံးဆွတ်ဆုလိုက်1ကတော့ကျွန်တော်ရွှေ့လို့မရဘူးနော်ဒါပေမဲ့ထိုးချက်တွေကတော့ရိုးရိုး1ထက်ရှည်တယ်ပေါ့နော်ဒါပေမဲ့ကတော့တိတ်မထွက်ဘူးပေါ့နောက်တစ်ခုကတော့ True Phone ရဲ့2ပေါ့2ကကြတော့ဒီလိုမျိုး hero တွေကိုနေရာရွှေ့လို့ရတယ်ပေါ့နော်ဒမ်းမရလေးနည်းနည်းရှိနေရာကိုလည်းကြုံလို့ရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြ True Phone AD ကကြတော့ဒီလိုမျိုးဇက်တိုက်ထိုးတာပေါ့နော်တစ်ချက်ထိုးလိုက်မှ hero ကမူးသွားမှာအားတော့မရဘူးပေါ့နော်ထိုးရတာအားတော့ရတယ်ဒမ်းမမထွက်ဟုတ်ဒါကတော့ကျွန်တော်ရှင်းအောင်လို့ထပ်ပြပေးတာပေါ့နော်ဒီလိုထိုးတာအားတော့ရတယ်ဒမ်းမတို့ကျွန်တော်ဒီနေ့ဗီဒီယိုလေးဒီလောက်ပါဗီဒီယိုလေးကိုအားပေးနေကြတဲ့မိဘတွေကြောက်ချင်းအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲဘိုင်